လာပါ grade 5သင်ကြားအခန်း၄ပြန်လည်လေ့ကျင့်ခန်း1စာမျက်နှာ49နံပါတ်3ကိုကြည့်ရအောင်ပါနံပါတ်3အောက်ပါတို့ကိုတွက်ပါစာလက်များကိုဆယ်လီစိတ်အထိနိယာယူပြီးဖော်ပြပါဒီပု္ပ္ပစာတွေကိုတွက်မယ်ဆိုရင်ပေါ့နော်စာလက်ကိုဆယ်လီစိတ်အထိနိယာယူပြီးဖော်ပြပါလို့ပြောထားပါတယ်နော်ဒါကြောင့်မလို့ဆယ်လီစိတ်ဆိုတာဒသမနောက်ကညာဘက်ကတနေရာကိုပြောတာပါနော်အဲဆိုရင်ဆယ်လီစိတ်အထိနိယာယူပြီးဖော်ပြမယ်ဆိုရင်ပေါ့နော်ယာလီစိတ်အထိအဖြေကိုစာလက်ကိုရှာထားရပါမယ်နော်ယာလီစိတ်အထိအဖြေကိုရှာပြီးမှဒီဆယ်လီစိတ်ကိုနေရာယူမှာပေါ့နော်ယာလီစိတ်နေရာကိုကြည့်ပြီးမှဆယ်လီစိတ်ကိုဖြတ်မယ်နော်ဒါကြောင့်မလို့ဒီအစာပု္ပ္ပစာကိုဒီမှာနံပါတ်ကကြီး16အစာ9ဆိုတဲ့ပု္ပ္ပစာကိုတွက်ကြည့်ရအောင်နော်အဲဆိုရင်9ကစားကိန်း16ကတီကိန်းပေါ့နော်ထောင်းလိုက်စားနည်းနဲ့စားမယ်နော်ဒါဆိုရင်ဆယ်လီစိတ်အထိရှာမှာမလို့ဒီဒသမနောက်ကညာဘက်ကပေါ့နော်2နေရာအထိရှာမှာမလို့3ညတွေထည့်ထားလိုက်တယ်နော်ဒသမဒီနေရာအထိရှာမှာမလို့ပေါ့နော်အဲဆိုရင်ဒသမရှိက16ကိုပေါ့နော်16ကိုအလီဝယ်မယ်ပေါ့နော်အဲဆိုရင်9ပဲအလီဝယ်မလဲဆိုရင်9နှစ်လီ18ဆိုမရအောင်တော့9တလီ9ပဲဝင်လို့ရမယ်9တလီ9ဝယ်မယ်နော်16ထဲက9တော့ခွန်ကြံမယ်ပြီးရင်ဒီဒသမကိုအပေါ်တက်တဲ့သွားထိုးပေါ့နော်အပေါ်ထိုးပြီးရင်3ညကိုဆွဲချဒသမနောက်က3ညကိုဆွဲချ80ဖြစ်ပြီး80ဆိုရင်9 9လီ63 9 8လီ82မရအောင်နော်9 9လီရတယ်9 9လီ63ဆိုတော့80ထဲက63ကိုနှုတ်ခွန်ကြံမယ်နော်ဒါဆိုရင်3ညဒီနောက်တစ်လုံးကိုထိုင်ဆွဲချမယ်80ဖြစ်တယ်ဒါဆိုရင်ဒီ80ပဲမို့လို့9လီပဲထားဝင်မယ်နော်63အဲဆိုရင်ခွန်ကြံတယ်အဲဆိုလို့ရှိရင်မိခွန်းမှာဆယ်လီစိတ်အထိနေရာယူပြီးဖော်ပြလို့ပြောတဲ့အတွက်ယာလီစိတ်အထိရှာလိုက်တယ်ပေါ့နော်ဒီမှာရှာပြီးသွားပြီဒသမနောက်ကတနေရာ2နေရာနော်ညာဘက်2နေရာအထိကယာလီစိတ်နော်အဲဆိုလို့ရှိရင်9နဲ့အထက်5 6 9 8 9ဒီနေရာမှာရှိတယ်ဆိုရင်ယာလီစိတ်နေရာမှာ5 6 9 8 9ရှိတယ်ဆိုလို့ရှိရင်ရှေ့ကဆယ်လီစိတ်ကိုတစ်ခုတိုးမယ်ပေါ့နော်ခွန်ဆိုရင်8ပေါ့နော်ဒီမှာခွန်မလို့8ကိုတိုးရမှာနော်ဒီဆယ်လီစိတ်ပေါ့နော်ဆယ်လီစိတ်ကိုဆုံးဖြတ်မယ်ယာလီစိတ်ကခွန်နော်ခွန်မလို့ဒီနေရာကိုကြည့်ပြီးမှတစ်ခုတိုးမယ်နော်ဒါဆိုလို့ရှိရင်အဖြေက1.8ဆိုရင်မှရေးလိုက်မယ်နော်အဲဆိုရပါပြီနော်နောက်နံပါတ်ခါခွေးကိုဆက်ကြည့်မယ်နောက်နံပါတ်ခါခွေးကိုကြည့်ပါမယ်4.4အစား3နော်အဲဆို4.4ကဒီကိန်း3ကစားကိန်းနော်အဲဆိုရင်ယာလီစိတ်ထိဒီမှာရှာမှာမလို့ဒသမနောက်က4ရယ်ဒီနောက်ထပ်3ညတစ်လုံးရယ်ထပ်ထည့်ထားလိုက်တယ်နော်အဲဆို3တလီ3ဝယ်မယ်နော်ဒသမရှိက4ကိုဝယ်မယ်ဆို3တလီ3 4ထဲက3တော့1ကျန်မယ်ဒသမထိုးမယ်ပေါ်တက်တယ်နော်အဲဆိုရင်4ကိုဆွဲချမယ်14ဖြစ်သွားပြီ3 4လီ12ဝယ်မယ်နော်12အဲဆိုရင်4ထဲက2တော့နှုတ်တော့2ကျန်မယ်2ပေါ့နော်ဒီပြီးရင်4နောက်က3ညကိုဆွဲချမယ်နော်20ဖြစ်ပြီအဲဆိုရင်36လီ18ဝင်မယ်နော်18ဆိုတော့20ထဲက18တော့2ကျန်မယ်အဲဆိုရင်ယာလီစိတ်ထိရှာပြီးသွားရင်နော်စာလက်ကိုယာလီစိတ်ထိရှာပြီးပြီခုနနံပါတ်ကကြီးတော့အတိုင်းပဲဒီမှာ9နဲ့အထက်6မလို့ဒီယာလီစိတ်ကနေရာက9နဲ့အထက်6မလို့ရှေ့ကဆယ်လီစိတ်ကိုတစ်ခုတိုးပါမယ်နော်4ကဆယ်လီစိတ်က4မလို့တစ်ခုတိုးလိုက်တော့5ဖြစ်သွားမယ်နော်အဲဆိုရင်အဖြေက1.5ဆိုပြီးမှရပါမယ်နော်နောက်နံပါတ်ကငယ်ကိုကြည့်အောင်ပါကငယ်က20အစား17နော်အဲဆိုရင်စားကိန်းက17ဒီကိန်းက20ယာလီစိတ်ထိရှာမှာမလို့20နောက်ကဒသမ3ည3ည3ညဆိုမှ3ညတွေရှိတာမလို့ဒီတိုင်းယာလီစိတ်ထိရေးလိုက်မယ်နော်တခါလေအဲဆိုရင်20ကို17နဲ့
အလီဝယ်မယ်နော်အားဆိုတက်လီပဲဝင်လို့ရမယ်20 17တက်လီ17ပေါ့နော်အားဆိုရင်20တဲ့က17နှုတ်တော့9ကျန်မယ်နော်9ဓာတ်သမရှိတယ်ဓာတ်သမကိုအပေါ်တက်တဲ့သွားထိုးနေမယ်နော်ပြီးရင်ဓာတ်သမတော့က3ညရှိတယ်3ညဆွဲချမယ်90 17 8လီ88ရတယ်နော်88ဝင်မယ်အဲဆိုရင်90တဲ့က88နှုတ်2ကျန်မယ်ဒီ3ညနောက်တစ်လုံးကိုထပ်ဆွဲချမယ်20ဖြစ်ပြီးအဲဆိုရင်ဒီတက်လီဝင်မယ်နော်17တက်လီ17ဆိုတော့9ကျန်မယ်နော်20ရဲ17နှုတ်9ကျန်ပဲ9ကျန်ပြီးရာလီစိတ်ထိလဲရှာပြီးသွားပြီစားလက်ကိုဒါကြောင့်မလို့ဒီနောက်ကရာလီစိတ်နေရာက9အောင်ငယ်တယ်နော်9အောင်ငယ်တယ်တက်မို့လို့ဒီရှေ့ဒီဆက်လီစိတ်ကိုပေါ့နော်ဆက်လီစိတ်ကိုပြောင်းစရာမလိုဘူးတိုးစရာလည်းမလိုဘူးเนาะဒီတိုင်းပဲထားလိုက်မယ်အဲဆိုဆက်လီစိတ်ထိဖြတ်မယ်ဆိုရင်1.8အဖြေကိုရပါတယ်เนาะနံပါတ်ဂါကြီးကိုဆက်ကြည့်ပါမယ်ဂါကြီးက26.8ကိုအစား73နဲ့စားမယ်เนาะ73ကစားကိန်း26.8ကဒီကိန်းเนาะရာလီစိတ်ထိရှာမှာမလို့3ညကို.8နောက်က3ညရှိတာမလို့ထည့်ထားလိုက်ပြီเนาะရာလီစိတ်ထိအဲဆိုရင်.8ကကိန်းကိုကြည့်တော့26ဒါကို73နဲ့အရင်ဝင်မယ်เนาะအဲဆိုရင်73နဲ့လီ26ပါเนาะ3ညကျွဲတယ်3ညကိုမရေးတော့ဘူးเนาะ.ရှိတယ်.ကိုအပေါ်ထိုး8ကိုဆွဲချเนาะဆွဲချ73နဲ့8ကိုအလီဝင်မယ်ပေါ့เนาะဒီနေရာမှာတခုသတိထားမှာဒီမှာ8ကိုဝင်လို့မရဘူးဆိုရင်မှာအလီမဝင်မဲနဲ့ပေါ့เนาะတခါတည်း3ညကိုရောထပ်ဆွဲချလို့မရဘူးเนาะ80ဆိုပြီးမှဒီတစ်ခေါက်မှာတစ်လုံးပဲဆွဲချလို့ရပါတယ်เนาะတခါတည်းနှလုံးကိုအလီမဝင်မဲနဲ့ဆွဲချလို့မရဘူးเนาะဒါကြောင့်မလို့ဒီမှာဓာတ်သမထိုးတဲ့8ဆွဲချတဲ့အလီဝင်မယ်เนาะအလီဝင်မယ်ဆိုတော့73နဲ့8ကိုအလီဝင်မှာဆိုတော့ဝင်လို့မရဘူး3ညပဲဝင်ရမယ်เนาะ73 3ညလီ3ည8ထဲက3ညကိုနှုတ်တော့8ကျန်မယ်เนาะဒီမှာ8ကျွဲပြီးလို့ရှိရင်နောက်3ညတစ်လုံးကိုဆွဲချမယ်เนาะအဲဆိုရင်80ဖြစ်ပြီး80ကိုအလီဝင်မယ်73ဘယ်နှလီလဲဆိုရင်6လီပေါ့เนาะ73 6လီ88ရမယ်เนาะ80တဲ့က88ကိုနှုတ်တော့2ကျန်မယ်เนาะအဲဆိုရင်ရာလီစိတ်ထိရှာပြီးသွားပြီဆက်လီစိတ်ကိုဖြတ်မယ်ရာလီစိတ်နေရာက9နဲ့အထက်6ဆိုတော့6ကရာလီစိတ်ဆိုတော့ရှေ့ကဆက်လီစိတ်ကို1တိုးရမှာเนาะ3ညကို1တိုးရင်1ရမယ်เนาะ3ညအပေါင်း1ဆိုရင်1ရရယ်เนาะအဲဆိုရင်2.1ဆိုရင်မှအဖြေကရပါပြီเนาะဒီပု္ပ္ပစာကိုလည်းလွယ်လွယ်ကူကူပဲနားလည်ကြပါလိမ့်မယ်လို့ပြောလင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ